Hello အားလုံးပဲမင်္ဂလာပါရှင်မင်းခုလို့ပြမှာကတော့ရှယ်လမာကိတ်ကိုလို့ပြပေးတော့မှာဖြစ်ပါတယ်ရှင်ပုံမှန်လိုပဲအလွမ်းလာလိမဲရိုးထက်မဲခရင်ထက်မဲပေါ့နော်ဒီနေ့တော့နည်းနည်းရှိလေးလုပ်ထားတယ်ရှယ်လမာကိတ်ကိုလုံးမှာပေါ့နော်ရှယ်လမာကိတ်ကဒီနေ့ကတော့တစ်ခါပြန်ဖို့ရပါတယ်ဖို့ပြီးတဲ့လက်ကျန်နေနေလို့ပေါ့နော်။အော်ဒါလုံးရင်များပြီးတော့ဖုတ်ထားတဲ့ဟာကမရှိတော့လို့ပြန်ဖုတ်ထားရပါတယ်ရှင်။ဒါကတော့ချီပွန်ကိတ်မျိုးစားပဲဖြစ်ပါတယ်ရှင်။ချီပွန်ကိတ်ရဲ့အရသာကတော့နူးညံ့အိဆက်ပြီးတော့စားလို့ရမ်းကောင်းတဲ့ကိတ်မျိုးစားပဲဖြစ်ပါတယ်ရှင်။မွေးနေ့ကိတ်ဆိုရင်တော့မွေးနေ့ကိတ်တစ်မျိုးပဲမဟုတ်ဘဲနဲ့သူ့ရဲ့အရသာလေးကလည်းကောင်းနေမှဒါမွေးနေ့ကိတ်မွေးနေ့မှာပျော်ရွှင်တဲ့ကိတ်အရသာကိုစားမှာပဲဖြစ်ပါတယ်ရှင်။အခုဆိုရင်တော့အပင်လေးတွေလုပ်ပြီးတော့အပွင့်လေးတွေပုံဖော်မှာဖြစ်ပါတယ်ရှင်စကိုင်းဘလူးရောင်မှာဟိုမှာအစိမ်းရောင်စကိုင်းဘလူးရဲ့ပေါ်မှာအစိမ်းလေးတွေထပ်ပြီးတော့ပန်းမွန်လေးတွေနဲ့အလှဆင်မှာဖြစ်ပါတယ်ရှင်ဘေးလေးကတော့နှင်းစီခွေလေးတွေခွေပေးလိုက်ပါမယ်အောက်ခြေကိုကျတော့ခရုခွေလေးပေါ့နော်ခရုခွေရိုးရှင်းလေးပါပဲရှင်အဲ့ဒါဆိုရင်တော့အခုကတော့အဖြူရောင်နှင်းစီပွင့်လေးအဖြူရောင်ငါဖက်ပွင့်လေးတွေကိုလုံနေတယ်ပေါ့နော်စကိုင်းဘလူးလေးမှာဖြူရောင်လေးနဲ့ဆိုတော့အရန်ကိုထင်ပေါ်တဲ့ပန်းပွင့်တစ်ပွင့်ကိုရရှိပါပြီစကိုင်းဘလူးဆိုရင်တော့လူချိန်များတယ်ပေါ့နော်မမေစီမာကိတ်တော်တော်များများကတော့စကိုင်းဘလူးရောင်လေးကိုလုံပို့ပြီးတော့လုံပေးရတယ်ပေါ့နော်မမေလည်းအဲစကိုင်းဘလူးတို့ဘေဘီဘလူးတို့ကိုအရန်ကြိုက်ပါတယ်ရှင်သူ့ရဲ့အယောင်ကိုအင်ဂျီပဲဖြစ်ဖြစ်ပဲအယောင်ပဲဖြစ်ဖြစ်အရန်ကြိုက်နေတဲ့တော့အယောင်လေးပေါ့နော်အခုဆိုရင်တော့ပန်းမွန်လေးတွေမှာရွက်ကလေးတွေထည့်ပြီးတော့အောက်ခြေလေးတွေမှာပန်းမွန်လေးတွေဟိုအထဲမှာဝက်ဆန်လေးတွေကျွေကျနေတဲ့ပုံစံလေးပေါ့နော်အဲ့ဒါလေးတွေကိုလုပ်ပေးနေတာပါတယ်ရှင်ပန်းရောင်လေးတွေထိုးပြီးရင်စာရေးပါမယ် Happy birthday ပါချစ်ရတဲ့မေမေတဲ့မွေးနေ့မှာပျော်ရွှင်ပါစေပေါ့နော်မေမေအရန်ခင်ရတဲ့အမတယောက်ကနေမာယူအပေးထားတာဖြစ်ပါတယ်ရှင်သူ့ရဲ့အမေအတွက်ပေါ့နော်မွေးနေ့မှာပျော်ရွှင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်မေမေရဲ့ကိတ်မှာတစုံတရာလိုအပ်ချက်များရှိရင်လည်းအကြံဉာဏ်ပေးနိုင်ပါတယ်ရှင်မင်းကိတ်လောက်တာကိုကြည့်ရှုပေးသူတူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်အခုဆိုရင်တော့ရှယ်လမာကိတ်ကြီးကပြီးစီးပါပြီရှင်အရန်လှပတဲ့ကိတ်ကလေးပဲပါတယ်အခုဆိုရင်တော့ကိတ်ပေါက်ထဲကိုထည့်ပြီးတော့ customer လက်ထဲကိုအပ်တော့မယ်ပေါ့နော်ရေခဲစိမ်ကြီးအပ်တော့မယ်အားလုံးကို bye bye